ကကဘာပေါ်မှာအကြောက်တက်ဆုံးလူဖြစ်နိုင်တယ်သူမိမရှိမှာလူလုံးသူလုံးအဆက်ခွဲခံရတာတောင်ပြန်မချရဲလောက်အောင်တနာစရာကောင်းနေတယ်ပြီးတော့နောက်ဆုံးမှာသူဒေါသပောက်ကွဲပြီးသူတကယ်ဘသူလဲဆိုတာကိုအားလုံးကိုပြောပြလိုက်တဲ့အခါမှာတောင်သူကလေးတွေကသူ့ကိုတနာကြတာမှမရှိပဲရေမောနေကြတော့မယ်တခြားလူတွေအတွက်တော့ဒန်နီယယ်ကအန်ဒီယယ်မရှိပဲအေးအေးဆေးဆေးနေတတ်တဲ့အိမ်ထွေးအောင်သမားလေးတယောက်ပါပဲနေတိုင်းသူကအိမ်မှာကလေးတွေကိုပြုစုစောင့်ရှောက်နေတာဒါမှမဟုတ်တပတ်ရစ်ကအယောင်းဆိုင်မှာအလုပ်သွားလုပ်နေတာပဲရှိတယ်သူကမိသားစုကိုစီးလုံးအောင်နှစ်ပေါင်းများစွာအချိန်ပေးခဲ့တယ်16နှစ်တိုင်တိုင်သူကခေါင်းငုံပြီးပြဿနာကင်းနေခဲ့တယ်ပြီးတော့သူတကယ်ဘာလုပ်နိုင်လဲဆိုတာကိုတခါမှထုံမပြခဲ့ဘူးတနေ့မှာတော့သူနဲ့သူ့မိန်းမလမ်းပေါ်မှာနန်းနေကြတော့လူမိုက်တစုကသူတို့ကိုခိုးရိုက်နေတာကိုသူတတိထားမိသွားတဲ့အချိန်ထိပါပဲဒန်နီယယ်ကအဲ့ဒါကိုလုံးဝသဘောမကျတာအတိအကျကြီးပဲသူကဗီဒီယိုကိုဖျက်ပစ်ဖို့သူတို့ကိုချက်ချင်းပြောလိုက်တယ်ဒါပေမဲ့လူမိုက်တွေကဒီလူပြော့လေးကိုလုံးဝအရေးမစိုက်ကြဘူးသူတို့ကအဲ့ဒါကိုဆိုရှယ်မီဒီယာပေါ်တန်းတင်လိုက်ရုံနဲ့မကပဲသူ့ကိုတွန်းထိုးပြီးအဲ့ဒီနေရာမှာတည်းအနိုင်ကျင့်လိုက်ကြသေးတယ်အဲ့ဒီလိုအဆက်ခွဲခံရပြီးနောက်မှာသူ့မိန်းမကသူနောက်ဆုံးတော့ပြန်ချလိုက်မယ်လို့ထင်ခဲ့ပေမဲ့အဲ့ဒီအစားဒန်နီယယ်ကသွားချိတ်ပြီးကြိတ်မိတ်တီးခံလိုက်တယ်အိမ်ရပြန်လမ်းမှာသူ့မိန်းမကသူ့ကိုစက်တိုက်နှစ်သိမ့်ပေးဖို့ကြိုးစားနေပေမဲ့ဒန်နီယယ်ကစကားတခုမှမဟဘူးဖြစ်သွားတဲ့ကိစ္စအတွက်သူရှက်နေတာလို့ပဲသူမကထင်နေတယ်ဒါကြောင့်သူကအေးဆက်ဆက်နဲ့တိတ်ဆိတ်နေတာပါဒါပေမဲ့ဒန်နီယယ်တကယ်စိုးရိမ်နေတာကအဲ့ဒီဓာတ်ပုံအွန်လိုင်းပေါ်ရောက်သွားမှာကိုပဲသူပုံအောင်နေခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပြီလေနာမည်ကြီးသွားတဲ့ဗီဒီယိုအတိုလေးတစ်ခုကြောင့်သူ့ရဲ့အေဂျင့်နဲ့ဘွားလေးပျက်စီးသွားတာကိုသူမလိုလားဘူးပြီးတော့ဒန်နီယယ်ဂယူးတစ်စိုက်တီဆောက်ထားတဲ့ပြောညက်နဲ့စာချမ်းဖို့ခင်မုန်းပုံစံနဲ့ရှင်းလိုက်ရင်သူ့မိန်းမကအများကြီးပိုကျန်းတယ်သူမရဲ့ပြောညက်နဲ့ခင်မုန်းကိုကာကွယ်ဖို့နောက်တစ်နေ့မှပဲသူမကလက်ဝဲတင်တန်းကိုစည်ရင်သွင်းလိုက်တယ်ဒါပေမဲ့လေ့ကျင့်နေတော့သူမကနည်းနည်းလွန်သွားပြီးသူမနဲ့တွဲကစားတဲ့သူကိုတန်းပြီးတတိလက်သွားအောင်ထိုးချလိုက်တယ်ပြီးတော့ထူးဆန်းတာကအဲ့ဒီလိုနဲ့ပဲသူတို့ရင်းနှီးသွားကြတယ်ချက်ချင်းပဲအံဝင်ခွင်ကြဖြစ်သွားတယ်လို့မျိုးပေါ့ပြီးတော့မကြခင်မှာပဲသူတို့ကအရာအလုံးအကြောင်းပြောဖြစ်နေကြတယ်သူမတကယ်စိတ်ပါလာတဲ့အခါသူမရဲ့ဘဝအကြောင်းကိုတောင်ရင်ဖွင့်လာတယ်သူမရဲ့ခင်မုန်းကလူကောင်းတစ်ယောက်မိသားစုကိုအရန်ဦးစားပေးတတ်ပေမဲ့သူ့ရဲ့အလွန်အမင်းကြောက်တတ်တဲ့စိတ်ကိုတော့သူမလုံးဝအပြည့်အဝလက်မခံနိုင်ဘူးဘဝကြီးကဘလောက်ပြင်းစရာကောင်းပြီးစိတ်အားထက်သန်မှုမရှိဘူးဆိုတာကိုသူမညီးတွားနေချိန်မှာပဲဒန်နီယယ်အကြောက်ဆုံးအခြေအနေကဖြစ်ပျက်နေပြီရေခဲတက်တာလက်ကင်ကိုသူလက်လှမ်းလိုက်တဲ့အချိန်မှာပဲအန်ဒီယယ်နီးကပ်လာတာကိုသူအာယုံခံမိလိုက်တယ်ပြီးတော့အဲ့ဒါကရင်းနှီးနေတဲ့မျက်နှာဟောင်းတစ်ခုဆိုတာသူတီးလိုက်ရတဲ့အခါသူမတတ်နိုင်ပဲပင်ပန်းနဲ့တပ်ပြင်းတစ်ချက်ချလိုက်မိတယ်သပင်းကျစ်ဆန်ပြီးနဲ့လူကိုညင်ညင်တတအိမ်မောကျသွားအောင်လှုပ်လိုက်ပြီးနောက်မှာဓာတ်ဆိုင်နေတဲ့ကလေးတိုက်ပါတစ်ခုကိုသူကောက်ယူလိုက်ပြီးဘာမှမဖြစ်ခဲ့သလိုစူပါမားကတ်ထဲကနေအေးအေးဆေးဆေးလမ်းလျှောက်ထွက်လာတယ်အရေးပေါ်အခြေအနေဖြစ်လို့သူကားကိုအချိန်တင်ပြီးအိမ်ကိုအမြန်ဆုံးမောင်းပြန်သွားတယ်အထက်ရောက်တာနဲ့ဒန်နီယယ်ကဓာတ်တစ်ချောင်းကိုယူပြီးလေကားနာကနရံကိုချစ်ဖွင့်လိုက်တော့လျှို့ဝှက်အခန်းငယ်တစ်ခုပေါ်လာတယ်ပြီးတော့အဲ့ဒီလျှို့ဝှက်တူလောင်ထားတဲ့နေရာတွေကနေဟောလိဝုဒ်သူရှိုတွေရဲ့အခြေခံပစ္စည်းတွေဖြစ်တဲ့တနက်တလက်နိုင်ငံကူးလက်မှတ်တူတစ်ခုနဲ့ထွက်ပြေးဖို့အတွက်ခြေရာခံလို့မရတဲ့ငွေထုတ်တစ်ထုပ်ကိုသူဆွဲထုတ်လိုက်တယ်